Hi,ကျွန်တော်တို့နောက်နေ့ကျရင်ဟွန်းတကောင်ရောက်ပါမယ်အခုဒီကောင်ဒီမဟာချန်ကြကျွန်တော်ဟိုအလုံးနဲ့ပြန်ရောက်မယ်3000ခွဲလောက်နဲ့ပြန်ရောက်မယ်ခွဲချင်တဲ့လူcommentအောက်မှာလာရေးလိုက်3000ခွဲလောက်နဲ့ပြန်ရောက်ပုံစံတော့ share ပေါက်သေးရ4000လောက်ပေါက်တယ်3000ခွဲလောက်နဲ့ပြန်အောင်မယ်ကားတင်ပေးပါဖုန်းနံပါတ်ကတော့399669တိတဲ့ခွန်သုံးကိုလေးဆက်သွယ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီလိုအိမ်ဥစ္စာအိမ်လေးလေကျောင်းမှာရှေးတိုက်လွယ်နေရှောင်းပါမားချောင်း3000ခွဲလောက်နဲ့ပြင်အောင်ပါ